ယုံဝီပြောကံကြောင့်ငါကွန်းအားလုံးပဲနေကောင်းကြမှာကြာရလားဒီနေ့ခေတ်ကဘာကြီးမှာရွှေဟာချမ်းသာကြွယ်ဝမှုနဲ့အာဏာရဲ့ပြရုပ်တစ်ခုဖြစ်နေစေပါဒါပေမဲ့လူအများစုမြင်တွေ့ရတဲ့ဝင်းလက်တောက်ပါနေတဲ့ရွှေထည်တွေရဲ့နောက်ွယ်မှာတော့ဘုံမုံတွေချွေးပေါက်တွေနဲ့အသက်အန္တရာယ်ကြားကရုန်းကန်နေရတဲ့ဖြစ်ရမှန်ဇလန်းတွေအများကြီးရှိနေပါတယ်ဆာဟာရဒေဂန်ဒါရာရဲ့ပြင်းထန်တဲ့အပူရှိန်အောက်ကနေအမေရိကန်နိုင်ငံနီဗားဒါးပြည်နယ်ရဲ့ခင်မီစက်မှုလုပ်ငန်းခွင်တွေအထိရွှေတဂရန်ရရှိဖို့ဘယ်လိုမျိုးအခက်အခဲတွေဒီပညာတွေနဲ့ယဉ်နီးထားရလဲဆိုတာကိုတင်သိရင်အံ့ဩသွားပါလိမ့်မယ်။ကမ္ဘာအကြီးဆုံးတဲကန်တာရဖြစ်တဲ့ဆာဟာရရဲ့တဲပင်အောက်မှာရွှေတန်းချင်း1000ကျော်လောက်မြုပ်နှံတည်ရှိနေတယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒီရွှေတွေကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကကြောက်လွာတွေကြားထဲမှာဖိသိပ်ပြီးဖြစ်ပေါ်လာခဲ့တာပါ။ဒါပေမဲ့ဒီရွှေတွေကိုရှာဖွေဖို့ကတော့လုံးဝကိုမယုံကြည်နိုင်စရာကောင်းတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။အာဖရိကတိုက်ကရွှေတူးဖော်သူထောင်ပေါင်းများစွာဟာပူပြင်းလာတဲ့တဲပြင်တွေနဲ့ကြောက်ဆောင်တွေကိုတာမန်လက်လုပ်ကိရိယာတွေနဲ့ပဲတူးဆွနေကြရပါတယ်။သူတို့ဟာဖုံမုံလေးတစားစာလောက်ရှိတဲ့ဒီရွှေမုံလေးကိုရရှိဖို့အတွက်တဲတန်ချင်းတန်းပေါင်းများစွာကိုလက်နဲ့ပဲဖယ်ရှားနေကြရပါတယ်။ဆာဟာရတဲကန်တာရာမှာရွှေတူးဖော်တဲ့လုပ်ငန်းဟာအခုမှစတင်ခဲ့တာတော့မဟုတ်ပါဘူး။တမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်9ရာစုကနေ14ရာစုအတွင်းမှာဆာဟာရကိုဖျက်ကျော်ပြီးရွှေကုန်တွေမှုတွေဟာအင်မတန်အားကောင်းခဲ့ပါတယ်။အဲ့ဒီခေတ်ကအနောက်အာဖရိကဟာရွှေပြည်တော်လို့တောင်တင်စားခံခဲ့ရတာပါအခုခေတ်မှာတော့မော်ရီတေးနီးယားလိုနိုင်ငံမျိုးတွေမှာရွှေကိုမြေနီမုံတွေနဲ့ချွေးတွေကြားထဲမှာရှာဖွေနေကြရပါတယ်ဒီနေရာမှာရွှေဟာလူကုန်ထမ်းတွေအတွက်တော့အလားစင်ပစ္စည်းမဟုတ်ပဲနဲ့စင်ရသားမိသားစုတွေအတွက်တော့နောက်တစ်နေ့အသက်ရှင်ဖို့ရန်အတွက်တစ်ခုတည်းတော့မျှော်လင့်ချက်ဖြစ်နေပါတယ်ဆာဟာရဒေကန်တာရလိုတရိတ်ဆန်တွေတောင်ရှင်တန်ဖို့မဖြစ်နိုင်လောက်အောင်ကြမ်းတမ်းတဲ့ဒီလိုနေရာမျိုးမှာရွှေရှာဖွေရေးလုပ်ငန်းစဉ်တွေကိုလူသားတွေဘယ်လိုမျိုးလှုပ်ဆောင်နေကြလဲဆိုတာကိုဒီကနေ့ကျွန်တော်တို့အသေးစိတ်လေ့လာသွားကြပါမယ်။ဒါအပြင်အာဖရိကကရွှေတူးဖော်မှုနဲ့အမေရိကန်ကခေတ်မီနည်းပညာသုံးရွှေတူးဖော်မှုတွေကြားကကွာခြားချက်တွေကိုပါလေးလေးနက်နက်နိုင်ရှင်တင်ဆက်ပေးပထမဆုံးအနေနဲ့ဆာဟာရတဲကန်တာရထဲရွှေတူးဖော်သူတွေရဲ့ဘဝကိုစကြည့်ရအောင်ပါ။ဆာဟာရကရွှေတူးဖော်သူတွေဟာတာမန်တက်တူရှာဖွေတဲ့ဆက်ကလေးတွေနဲ့မြေပြင်ကိုတဖြည်းဖြည်းရှောက်ပြီးအတန်မီလာတဲ့အချိန်ကိုစောင့်ဆိုင်ကြရပါတယ်။အတန်မီလာပြီဆိုတာနဲ့သူတို့ဟာမြေထဲကိုမီတာပေါင်းများစွာနက်အောင်လက်နဲ့ပဲတူးကြပါတယ်။စက်ရန်တရားကြီးတွေမရှိသလိုအကာအကွယ်တွေလည်းမရှိပါဘူး။တစ်တုံးလေးတွေကိုပဲအားပြုပြီးဥမင်လိုင်ကောင်းတွေကိုတူးကြတာမို့မြေပြိုတဲ့အန်ဒီရဲကလည်းအမြဲတမ်းချိန်ချောက်နေပါတယ်။ဒီတဲ့ပိုပြီးဆိုရတာကတော့ကလေးငယ်တွေပါဒီလုပ်ငန်းခွင်ထိရုန်းကန်နေရတာပါပဲ။သူတို့အတွက်ကတော့ကျောင်းစာတင်ခန်းတဲ့မြေတူးတဲ့ကျင်းတွေကပိုပြီးရင်းနှီးတဲ့နေရာတွေဖြစ်လို့နေပါတယ်။ဒါပေမဲ့ရွှေအတွက်ပေးဆက်ရတဲ့တန်ဖိုးဟာလောက်အားတစ်ခုတည်းတော့မဟုတ်ပါဘူး။အိမ်မက်တွေမဲ့ရမယ့်အရွယ်မှာဖုံမုံတွေကြားတဲ့ကြီးပြင်းလာရတဲ့ကလေးငယ်တွေရဲ့ကျန်းမာရေးနဲ့လည်းရင်းနှီးပေးဆက်ကြရပါတယ်။သူတို့ရဲ့စာတင်ခန်းဟာမြစ်ကမ်းဘားတွေဖြစ်ပြီးတော့သူတို့ရဲ့ကစားစရာတွေဟာထူယွင်းတွေဘောပြားတွေဖြစ်နေပါတယ်။သူတို့အတွက်တော့ရွှေဆိုတာချမ်းသာကြွယ်ဝမှုရဲ့တင်ငယ်တာမဟုတ်ပါဘူး။နောက်ထပ်နေ့တစ်ရက်ကိုအသက်ရှင်လက်ဖြတ်တန်းနိုင်ဖို့တခုတည်းတော့အခွင့်အရေးတာဖြစ်ပါတယ်။ရွှေရှာဖွေသူတွေရဲ့တနေ့တာဟာတာမန်လက်ကင်တက်တူရှာဖွေရဲ့ဆက်တလုံးရဲ့နားပါမှုရဲ့နဲ့စတင်ပါတယ်။သူတို့ဟာမြေကြီးကိုစူးစိုက်ကြည့်ရင်ဆက်လေးစီကနေပေါ်ထွက်လာမဲ့အတန်တိုးလေးကိုနားဆွင့်ပြီးဖြည်းဖြည်းချင်းလမ်းလျှောက်သွားကြပါတယ်။ဆက်ကနေအတန်လေးမိလာတဲ့အခါတိုင်းသူတို့ရဲ့ရင်ထဲမှာမျောလင့်ချက်ရောင်ကြီးလေးတွေတန်းသွားပါတယ်။သူတို့ခြေဖွားအောင်မှာရွှေတုံးလေးတုံးပုံးကွယ်နေမလားဆိုတဲ့မျောလင့်ချက်လေးပေါ့။ဒါပေမဲ့ဒီအလုပ်ဟာကံတရားတစ်ခုတည်းပေါ်မှာမိခိုးနေရတော့မဟုတ်ပါဘူး။ကျွမ်းကျင်တဲ့ရွှေရှာဖွေသူတွေဟာဘယ်နေရာမှာရှာရမလဲဆိုတာကိုအတိအကျသိကြပါတယ်။ရှီဟောင်းဂွတ်ကြောက်ကြောတွေရှိတဲ့နေရာကြောက်တင်ပုံးလွှာတွေရှိတဲ့နေရာဒါမှမဟုတ်အသိကာလကရေစီးကြောင်းတွေကရွှေတွေကိုတည်ဆောင်လာနိုင်တဲ့နေရာတွေကိုရွေးချယ်ရှာဖွေတတ်ကြပါတယ်။တတူရှာဖွေရဲ့ဆက်ကအချက်ပြတန်ပေးလိုက်တာနဲ့တပြိုင်နက်တအုပ်စုလုံးဟာစတင်တူးဆွကြပါတော့တယ်။အဲ့ဒီချိန်ကစပြီးအကြမ်းတမ်းဆုံးအလုပ်တွေစတင်ပါပြီ။တွင်းတွေကတဖြည်းဖြည်းပူပြီးနှက်လာပါတယ်။တခါတည်းမှာမီတာဒါဇင်ပေါင်းများစွာအတိနှက်ဆိုင်သွားတတ်ပါတယ်။ဒါလောက်နှက်ဆိုင်တဲ့တွင်းတွေကိုကော်ပြားတွေပေါက်ပြားတွေနဲ့လူခွန်အားတက်ကိုပဲအသုံးပြုပြီးတူးကြတာပါ။ကူညီပေးမဲ့ဆက်ရန်တရားဆိုတာဘာတစ်ခုမှမရှိပါဘူး။နေရာတော်တော်များများမှာဥမင်လိုင်ကောင်းတွေမပြိုကျအောင်တစ်ပင်စီတွေကိုအသုံးပြုပြီးထောက်ကန်ထားကြရပါတယ်။ဒါပေမဲ့ပြိုကျနိုင်တဲ့အန်ဒီရဲကတော့အချိန်မရွေးချောင်းမြောင်းနေစေပါ။ပိုပြီးနှက်ဆိုင်သွားတာနဲ့အမျှရွှေရှာဖွေသူတွေဟာဘေးဆောင်ပြီးဝင်ရလောက်အောင်ကျင်းမြောင်းကြက်သေးတဲ့ဥမင်တွေထဲကိုတွားပြီးဝင်ကြရပါတယ်။တွင်အောက်ကိုဆင်းတဲ့အခါမှာကျိုးတွေကိုအားပြုပြီးဆင်းကြရပါတယ်။အောက်ကိုရောက်လေဝင်လေထွက်နေပါပြီးကျင်းကျက်တဲ့နေရာတွေမှာအလုတ်ရလေဖြစ်ပါတယ်။မောင်မိုက်တဲ့နေ့တွင်အောက်မှာတစ်ခုတည်းတော့အလင်းရောင်ကတော့သူတို့ခေါင်းမှာတက်ဆင်ထားတဲ့တမ်းမီလေးတွေစီကနေဖြော့တော့အလင်းရောင်လေးတာဖြစ်ပါတယ်
မြေကြီးတွေကိုကော်ထုတ်လိုက်တဲ့ကော်ပြားတိုင်းမှာမျောလင့်ချက်တွေပါဝင်နေပါတယ်။ဘာလို့လဲဆိုတော့ရွှေတွေကိုအတုံးလိုက်အခဲလိုက်တွေးရတာမဟုတ်ပဲနဲ့ဖုံထူတဲ့ကြောက်ခဲတွေထဲမှာပိတ်လောင်နေတဲ့သေးငယ်တဲ့အမုံလေးတွေအနေနဲ့ဒါတွေးရတတ်လို့ဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ဇွဲလုံးလကိုစမ်းသပ်နေတယ်လို့ပါပဲ။မြေကြီးတွေအပြည့်ထည့်ထားတဲ့လေးလံတဲ့အိတ်တွေကိုကျိုးတွေနဲ့ချီနှောင်ပြီးရိုးရှင်းတဲ့လက်လုံဆက်သီးတွေနဲ့အပေါ်ကိုဆွဲတင်ကြပါတယ်။အဲ့ဒီအိတ်တွေကိုအပုံလိုက်စုထားပြီးအထက်ကမြေကြီးတွေကိုခြေမုံခွဲချမ်းပေးမဲ့အချိန်ကိုစောင့်ဆိုင်ရပါတယ်။မြေကြီးအိတ်တအိတ်ချင်းစီဟာထီလက်မှတ်တစ်စောင်နဲ့တူပါတယ်။မြေကြီးတွေကိုတေးချမစီစစ်ရသေးတဲ့၍ဘာတွေရလာမလဲဆိုတာဘယ်သူမှကြိုမသိနိုင်ပါဘူး။မြေကြီးတွေကရရှိလာတဲ့မြေကြီးတွေနဲ့ကြောက်ခဲတွေကိုအိတ်ထဲထည့်ပြီးအပေါ်ကိုကျိုးနဲ့ဆွဲတင်ကြပါတယ်။မြေအောက်အနက်ကြီးကနေဆွဲတင်လာတဲ့လေးလံတဲ့မြေကြီးအိတ်တွေဟာသူတို့ရဲ့ဒုတိယမြောက်ခရီးစဉ်ကိုစတင်ပါပြီ။ဒီခရီးစဉ်ကလည်းမတေးချမရေရာမှုတွေနဲ့ပြည့်နှက်နေပါတယ်။အိတ်သိမ်းဟာကံကောင်းခြင်းတွေကိုတည်ဆောင်လာနိုင်တယ်လို့ဘာမှမပါဘဲနဲ့လည်းဖြစ်သွားနိုင်ပါတယ်။အဲဒီနောက်မှာတော့ရွှေကိုခွဲထုတ်ဖို့အတွက်အန်တရဲ့အရှိဆုံးအဆင့်ကိုရောက်ရှိလာပါတယ်။ဒါကတော့ပြဓာလို့ခေါ်တဲ့မာဂျူရီကိုအသုံးပြုတာပဲဖြစ်ပါတယ်။ပြဓာဟာလူရဲ့အုံနောက်နဲ့အာယုံကြောကိုပျက်စီးစေနိုင်တယ်လို့ကင်ဆာရောဂါအထိဖြစ်စေနိုင်တဲ့အဆိပ်တင်ဓာတုပစ္စည်းပါ။ဒါပေမဲ့စင်းရဲတဲ့ရွှေတူးသမားတွေအတွက်တော့ဒီပြဓာဟာရွှေကိုခွဲထုတ်နိုင်တဲ့တစ်ခုတည်းတော့ဈေးပေါ်တဲ့နီလန်ဖြစ်ပါတယ်။အလုပ်သမားတွေရာဒီပြဓာနဲ့ရွဲနေတဲ့အယောအနောကိုမိနစ်20ကနေ30အထိတမသွားအောင်လက်နဲ့နေပေးကြရပါတယ်။အဲ့လိုနေပေးလိုက်တဲ့အခါထူခဲပြီးခဲရောင်တန်းနေတဲ့အနစ်တစ်ခုဖြစ်လာပါတယ်။အဲ့ဒါကို amalgam လို့ခေါ်ပြီးရွှေနဲ့ပြဓာတို့ပေါင်းဆက်သွားတာဖြစ်ပါတယ်။ဒီနီလန်နဲ့ရရှိလာတဲ့ရွှေတဂရန်ချင်းစီတိုင်းမှာမျက်စိနဲ့မမြင်နိုင်တဲ့တန်ဖိုးတစ်ခုကိုပေးဆက်ထားရပါတယ်။ဒါကတော့ရွှေတူးဖော်သူတွေအထူးသဖြင့်ကလေးငယ်တွေရဲ့ကျန်းမာရေးပါပဲ။ဒီကလေးငယ်တွေဟာအန်တရေဆိုတာကိုနားလည်နိုင်စွာမရှိသေးခင်အရွယ်ကလေးကအစိတ်ငွေ့တွေကိုနေ့စဉ်ရှူရှိုက်နေကြရပါတယ်။ကာလာပေါစီအမေရိကန်ဒေါ်လာ2400ခန့်တန်ဖိုးရှိမဲ့ရွှေ9.25အောင်စခန့်ကိုရရှိဖို့အတွက်ရွှေရှားပွေဒူရီယာမြေကြီးနဲ့ကြောက်ခဲတန်ချိန်ပေါင်း19000ကျော်ကိုတူးဖော်ပြီးကြိတ်ခွဲပြုပြင်ကြရပါတယ်။ဒါလောက်ပမာဏများပြားတဲ့အလုပ်တွေကိုလုပ်နေကြရပါမယ်။သူတို့ရဲ့တနေ့တာဝင်ငွေကတော့$ဒါမှမဟုတ်$2မျှသာရရှိပါတယ်။ဒါဟာအာဖရိကကရွှေတူးဖော်မှုရဲ့ခါသီးလာတဲ့အရှိတရားတစ်ခုပါပဲ။တစ်ဖက်မှာတော့အမေရိကန်နိုင်ငံနီဗားဒါးပြည်နယ်ရဲ့နေရာလိုမျိုးမှာရွှေတူးဖော်ပုံကလုံးဝကိုကွဲပြားခြားနားနေပါတယ်။အခုကျွန်တော်တို့နီဗားဒါးပြည်နယ်မှာရှိတဲ့ရွှေတွင်းတွင်းစီကိုတွားကြည့်ကြရအောင်ပါ။ဒီပညာနဲ့စံတစ်တီထွင်မှုတွေကိုဥဆောင်အသုံးပြုတဲ့အခါရွှေရှာဖွေရေးလုပ်ငန်းစဉ်ဟာဘလောက်တောင်ကွာခြားသားလဲဆိုတာကိုသင်ကိုယ်တိုင်မျက်မြင်တွေ့ရှိရမှာဖြစ်ပါတယ်။ဒီမှာတော့လက်နဲ့တူးတာမဟုတ်ဘဲနဲ့ခင်မီနီးပညာနဲ့ဆက်ရန်တရားကြီးတွေကိုအသုံးပြုပါတယ်။ဘာလို့ဆိုအနေနဲ့မြေထဲကိုမီတာ20အထိနဲ့အောင်ဆက်နဲ့တွင်းတွေဖောက်ပါတယ်။အဲဒီနောက်မှာတော့ရန်ဘလူးတွေကိုအသုံးပြုပြီးတောင်ကုန်းတစ်ခုလုံးကိုဖြိုချလိုက်ပါတယ်။ဒီလိုဖြိုချလိုက်တဲ့အတွက်ရွှေပါဝင်တဲ့ကြောက်လွာတွေဟာအစိမ့်စိမ့်အမွားမွားဖြစ်သွားပြီးဆက်ရန်တရားကြီးတွေနဲ့တဲဆောင်ဖို့လွယ်ကူသွားပါတယ်။ဒီဘာသာကရွှေထုတ်လုပ်မှုဟာအင်မတန်စီးစနစ်ကျပါတယ်။ကြောက်ခဲတွေကိုဆက်ကြီးတွေနဲ့ကြိတ်ခွဲပြီးဖုံမုံလိုဖြစ်သွားအောင်လုပ်ပါတယ်။အဲဒီနောက်မှာတော့ရေနဲ့ဓာတုပစ္စည်းတွေကိုအသုံးပြုပြီးရွှေကိုခွဲထုတ်ပါတယ်။ဒီမှာတော့အာဖရိကကလိုပြဓာကိုအသုံးမပြုဘဲဆိုင်ရာနိုက်ကိုအသုံးပြုပြီးစနစ်တကျတန့်စင်ပါတယ်။ရရှိလာတဲ့အရေးကိုလက်စစ်ဓာတ်အားအသုံးပြုပြီးတန့်စင်တဲ့အခါမှာတော့99.99%ရာခိုင်နှုန်းအထိတန့်စင်တဲ့ရွှေတွေကိုရရှိလာပါတယ်။အဲဒီနောက်မှာတော့ဒီရွှေတွေကိုအပူချိန်1200ဒီဂရီစင်တီဂရိတ်ထိအပူပေးပြီးရွှေတုံးကြီးတွေအဖြစ်ပုံသွင်းလိုက်ပါတယ်။ဒီလိုတန့်စင်ပြီးသားရွှေတုံးတွေကိုတော့ဗဟိုဘဏ်တွေမှာနိုင်ငံတော်ရဲ့ဘဏ္ဍာအဖြစ်တင်စေကြသလိုလက်ဝတ်ရတနာလုပ်ငန်းတွေစီကိုလည်းပို့ဆောင်ပါတယ်။ရွှေဟာအယောင်မပြောင်းသလိုတန်ကြီးလည်းမတက်တဲ့အတွက်နှစ်ပေါင်းထောင်ချီကြာတဲ့အထိသူ့ရဲ့တန်ဖိုးကိုထိန်းထားနိုင်ပါတယ်။ဒါကြောင့်လဲကမ္ဘာစီးပွားရေးမှာရွှေဟာအလုံးစုံဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်နေတာပါ။လက်ဝတ်ရတနာလုပ်ငန်းခွင်မှာတော့ရွှေတုံးကြီးတွေကိုအပူပေးပြီးပျော့ပြောင်းအောင်လုပ်ကဆက်ကြီးတွေနဲ့ဖိပြီးအပြားတွေအချောင်းတွေဖြစ်အောင်လုပ်ပါတယ်။အဓိကနေတစ်ဆင့်စပင်အမြင်လေးတွေလောက်ထိသေးငယ်တွေရွှေကြိုးလေးတွေအဖြစ်ပြောင်းလဲပြီးလက်ရမြောက်တဲ့ရွှေထက်ပစ္စည်းတွေကိုဖန်တီးယူကြတာပါ။ဒီနေရာမှာတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့လပတောက်ပတဲ့ရွှေထဲတွေကိုရရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မေ့ထားလို့မရတဲ့အချက်တစ်ခုရှိပါတယ်။အမေရိကန်မှာဆက်ရန်တရားတွေနဲ့အဆင့်မြင့်မြင့်ထုတ်လုပ်နေချိန်မှာအာဖရိကမှာတော့လူသားပေါင်းများစွာဟာအသက်အန္တရာယ်ကြားကနေရုန်းကန်နေရဆဲဖြစ်ပါတယ်။ကမ္ဘာရွှေထုတ်လုပ်မှုရဲ့အစိတ်အပိုင်းတော်တော်များများဟာဒီလိုအခြေခံရွှေတူးဖော်သူတွေစီကနေလာတာပါ။ဒါကြောင့်ကျွန်တော်တို့ဝစ်စင်ထားတဲ့ရွှေထည်လေးတစ်ခုချင်းစီရဲ့နောက်ွယ်မှာအင်မတန်ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပေးဆက်မှုတွေဤပညာဆိုင်ရာတိုးတက်မှုတွေနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာရင်းနှီးမှုတွေရှိနေတယ်ဆိုတာကိုသိရှိဖို့လိုအပ်ပါတယ်။ရွှေဟာငွေကြေးတန်ဖိုးတဲ့ပိုတဲ့အသိပယ်တွေရှိနေပါတယ်။အဲဒါကတော့ကြမ်းကြမ်းခံနိုင်မှုဇွဲလုံးလာတဲ့လူသားတွေရဲ့ရှင်တန်လိုစိတ်တွေပဲဖြစ်ပါတယ်
အခုလိုဆာဟာရတဲပြင်ကနေဗန်တိုက်ကြီးတွေထဲကရွှေတုံးတွေအထိခရီးစဉ်ကိုလေးလာပြီးတဲ့နောက်မှာတော့ရွှေရဲ့တကယ်တန်ဖိုးကိုပိုပြီးနက်နက်ရှိုင်းရှိုင်းခံစားမြင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရွှေဟာသူ့အလိုလိုတောက်ပနေရတော့မဟုတ်ပါဘူးလူသားတွေရဲ့စ조사အားထုတ်မှုတွေကသူ့ကိုတောက်ပစေတာဖြစ်ပါတယ်